Hello guys အားလုံးပဲမင်္ဂလာပါ History Master Unbox Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ် Vinland Saga Manga ကိုမြန်မာဘာသာပြန်ပြီးဖတ်ပြပေးနေတဲ့ series လေးပဲဖြစ်ပါတယ်ဗီဒီယိုလေးတွေကြည့်တဲ့အခါမှာနိုင်ငံရေးလို့ရတဲ့ VPN လေးတွေမှာ US region ကိုရွေးပြီးတက်လာတဲ့ကြော်ညာလေးတွေကိုအဆုံးထိကြည့်ပေးပြီးတော့ကျွန်တော်တို့ကို support ပေးသွားဖို့တောင်းဆိုချင်ပါတယ်အဆင်သင့်ဖြစ်ပြီဆိုရင်တော့စလိုက်ကြတာပေါ့Chapter 165ရဲ့ title ကတော့ Seeker's Departure Seeker ရဲ့ထွက်ခွာခြင်းဖြစ်ပါတယ် Chapter ရဲ့အစမှာတော့ Seeker ကသူ့အမေကိုဂရုစိုက်ဖို့မှာရင်နှုတ်ဆက်နေပါတယ် Astrid ကလည်း Seeker ကိုပြောတဲ့အတိုင်းဖြစ်အောင်လုပ်ပြီး Hogger ကိုလည်းဂရုစိုက်ဖို့မှာနေပါတယ်ထပ်ပြီး Astrid က Huggy Thank Dura အခုဆိုရင် Seeker ကဒီကွေးရဲ့စက္ကန့်သူမဟုတ်တော့ဘူးငါတို့အစီအကံတွေဖြစ်တဲ့နင်တို့ကလည်း Seeker ရဲ့အမိန့်တွေကိုနားခံစရာမလိုတော့ဘူးနင်တို့သတိရောထားမိလားလို့ Seeker လူ၄ယောက်ကိုမေးပါတယ် Seeker လူတွေကလည်းရောင်တောင်ဖြစ်နေပြီး က Seeker ကတယောက်တည်းဒီဒေကိုဘယ်လိုရွေးလွှတ်နိုင်ပါမလဲမဟုတ်ဘူးလားလို့ပြောပြီးပြန်ပြောလိုက်ပါတယ်Seeker ကလည်းဘာပြောရမှမသိဖြစ်နေပြီး Astrid ကသဘောကျကတားမှန်တငယ်ချင်းကောင်းတွေရှိတာပဲ Seeker လို့ပြောတော့ Seeker လည်းရှက်နေပါတယ် Hogger ကလည်း Seeky နေကလေးတော့တိုက်ခိုက်မှညက်နေလीမှတ်မိလားဘာလို့လဲနေကိုယ်တိုင်ရောသိလားဘာလို့လဲဆိုရင်နေကအရန်ကျင်တန်တက်နေလို့လေနေတငယ်ချင်းတွေကိုအဲ့ဒီတရားဓာတ်တွေနဲ့ရိုက်ဖို့အမြဲတမ်းတွတ်ဆုံနေခဲ့တာတီထားမိရလားလို့မေးလိုက်ပါတယ်သူရာကတော့သူသိရလို့ထပြောတော့တိန်ကသူတို့အားလုံးသိတာကြောင့်တယောက်တည်းအတော်ဆုံးလို့လုံးမနေဖို့ပြောလိုက်ပါတယ်ကငါတော့မင်းဒီကနေထွက်သွားပြီးတခြားမှသွားနေတာမျိုးကိုသဘောကျရ Seeky မင်းကိုမင်း have done တဲ့သူကအတင်းလို့ယူစားမလို့တော့ဘူးငါတော့မတိုက်ခိုက်တတ်တဲ့သူကိုပဲပူပြီးတော့သဘောကျတယ်ကွာလို့ပြောတော့ Hogger ကအဲ့ဒီစကားကိုသူမှပြောမလို့ပြန်ရန်တွေ့ပါတယ်ဒီချိန်မှာပဲ Seeker ကအားလုံးတိတ်ကြစပိတ်ကြအခုထွက်ပဲယူတွေနားကြီးအောင်ပွားစီပြောပြီးအချိန်ဖြုံးမနေကြနဲ့လို့ထအော်ပါတယ်ဒါဟာ Seeker ရှက်နေတာဖြစ်ကြောင်း Astrid နဲ့ Hogger တို့ကလည်းသိကြပါတယ်ဒီလိုနဲ့ Seeker တို့လည်းအရှိဘက်ကိုထွက်ခွာလာကြပါတယ်ဒါကို Have done ကတနေရာကနေကြည့်နေရင်သူ့သားကိုနှုတ်ဆက်နေပါတယ် Have done ကို Astrid လည်းရောက်လာပြီးရှစ်ဒီမှာရှိနေတာပဲ Seeker ကပြောလိုက်တယ်တကယ်လို့30သား Dolphin သားပြန်လာမယ်ဆိုရင်သူ့ကိုကူညီပေးလိုက်ပါDolphin ရဲ့အလုပ်က Iceland ကိုစစ်မှန်တဲ့ချမ်းသာကြွယ်ဝမှုတွေယူဆောင်ပေးလာနိုင်ပါလိမ့်မယ်တဲ့အဲ့လိုပြောသွားရလို့သူသားပြောတာကိုပြန်ပြောပြလာပါတယ် Have done ကတော့ဒီခွေးကောင်လေးငါ့ကူပါအတုံးချတော့မယ်ပေါ့လို့သာပြောနိုင်ပါတယ်ဒီလိုနဲ့ယာသီတွေပြောင်းသွားခဲ့ပြီး2နှစ်ကြာသွားခဲ့ပြီဖြစ်ပါတယ်ရွာတစ်ခုမှာတော့တတ်နိုင်သူအားလုံးလက်နက်တွေယူပြီးကန်းဆက်ကိုသွားဖို့စော်ဩနေကြပါတယ်နေရာကတော့ Dolphin ရဲ့မွေးရမြေမှာဖြစ်ပြီးလိုက်အောင်နေရတဲ့အကြောင်းကတော့တင်မောတွေရွာနာကိုချင်းကပ်လာကြလို့ဖြစ်ပါတယ်တင်မောကြီး6ဆင်းလောက်ချင်းကပ်လာကြပေမဲ့ရွာသားတွေကတော့ဘာကြောင့်မှမသိသေးပါဘူးလူကြီးတယောက်ကအဲ့တွေကဒီတိုင်းကုန်တဲ့တင်မောတွေလည်းဖြစ်နိုင်တာပဲဒီကိုလာတိုက်တာလို့ဘသူကအရင်ပြောတာလဲလို့မေးပါတယ်စပြောတဲ့သူကတော့ယေဗာပဲဖြစ်ပါတယ်ယေဗာကအဲ့ဒါ Have done ပဲ Have done လက်စားချီဖို့လာတာပဲအဲ့လူဒီကိုမလာပဲမနေဘူးလို့ပြောနေတော့ဘေးကလူတွေကစိတ်ထိန်ဖို့ပြောနေပါတယ်ယေဗာကတော့မရပဲလာခဲ့စမ်းမှာမကောင်းတဲ့ကောင်ကြီးမတိုက်ခိုက်ရဘဲနဲ့တော့အရှုံးမပေးနိုင်ဘူးလို့အော်နေပါတယ်ဘေးကလူတွေကတော့ဘာလို့လဲယေဗာရဲ့မောင်က Have done အိမ်တော်ရဲ့ချွေးမအစ်စ်ကိုခိုးသွားတာကြောင့်လားဒါပေမဲ့အဲ့ဒါက2နှစ်လောက်ရှိပြီလေလို့တယောက်တစ်ပေါက်ပြောနေကြပါတယ်ယေဗာကတော့မပြီးသေးပဲ Have done ကတော့သူ့အကျွေးကိုပြန်ယူဖို့အမြဲတမ်းပြန်လာတတ်တယ်ဘလို့လူမျိုးကဒီလောက်ဝေးလံခေါင်ပြတဲ့တန်ခါရွာလေးကိုတင်းမော့6စီလွတ်มาတယ် Have done ကလွယ်ပြီးဘယ်သူမှမရှိဘူးလို့ထပ်ပြောနေပါတယ်ဒီစကားကြောင့်ရွာသားတွေလည်းသဘောတူသွားကြပြီးမိမနဲ့ကလေးတွေကိုပုံခန့်လိုက်ကတိုက်ပွဲအတွက်ပြင်ဆင်ကြပါတယ်ရှေ့ဆုံးကတင်းမော့ကနေလန်လှမ်းပြနေတယ်ပြောပေမဲ့ယေဗာကတော့ထောက်ချဖြစ်နိုင်တာမလို့တိုက်ပွဲစားဖို့ပြောပြီးမြတွေနဲ့ဝမ်းပစ်ကြပါတယ်တင်းမော့ဘော်ကလှမ်းအော်နေကြောင်းရွာသားတွေကပြောတော့ယေဗာကအစီအပြေကြောင်းထပ်ပြောပါတယ်ရွာသားတွေကတော့ပြစ်တာကိုရက်လိုက်ကြပါတယ်ရောက်လာကြတာကတော့ Dolphin တို့ဖြစ်ပြီးရှေ့ဆုံးတင်းမော့က Dolphin ကဘာလို့နေကြရလဲငါတို့ကိုတက်ရအောင်ယူနေကြရလားငါက30သား Dolphin ပါဘသူနဲ့မားနေကြရလဲလို့အော်နေပါတယ်ဒီတော့မှအားလုံးလည်းကြားသွားကြပြီးအံ့ဩသွားကြပါတယ် Dolphin ကတော့မပြစ်ကြပါနဲ့ငါတို့ကရန်သူတွေမဟုတ်ပါဘူးလို့အော်ကအနားက Gadrick ကိုနောက်မှနေခိုင်းလိုက်ပါတယ် Gadrick ကတော့ Dolphin ရဲ့နောက်မှာကတ်နေလိုက်ကကတ်လာကြပါတယ်ဒီမှာပဲ Chapter 165ကအဆုံးသတ်ပါတယ် Chapter 166ရဲ့ title ကတော့ Marriage လက်ထပ်ခြင်းဖြစ်ပါတယ်ဒီမှာတော့ Dolphin, Gadrick, Carly, Aina, Leaf, Buckeye နဲ့ Hill တို့အားလုံးဟာတင်မောတွေနဲ့အတူ Dolphin ရဲ့မွေးရမြေကိုပြန်ရောက်လာကြပါပြီ Dolphin လည်းသူ့အမကိုနှုတ်ဆက်လိုက်ပါတယ်ယေဗာကတော့ Dolphin နေဘလို့များသူများမိမကိုပြန်ပြီးဆွဲရတာလဲလို့ဆိုကလှမ်းထိုးပါတယ်ယေဗာကဒေါသတွေထွက်နေပြီး Dolphin ကလည်းသူ့အမကိုထိန်းနေရပါတယ်ယေဗာကအိမ်ကကျူဆိုပါတယ်ငပြင်းကောင် Have done ရဲ့ချွေးမရောမမလဲတေတော့မသေးသေးဘူးမလားလို့မေးပါတယ် Dolphin လည်း Gadrick ကိုခေါ်ပြလိုက်ပါတယ်ယေဗာက Dolphin ရဲ့အင်ဂျီကိုဆွဲလိုက်ပြီးနေသူ့ကိုအခုပဲတော့ပြန်အပ် Have done နေရာစီကိုပြန်သွားလို့ပြောလာပါတယ် Dolphin ကအဲ့လိုလုပ်လို့မရဘူးလို့ညင်းနေတော့ယေဗာရဲ့ခြေထောက်ကိုခါလီလေးကကိုက်လိုက်ပါတယ်ယေဗာလည်းခါလီလေးကိုကောက်ချီလိုက်ပြီးသူ့ကလေးလည်းမေးတော့သူ့ကလေးလို့ Dolphin ကပြောပါတယ်ကလေးအမေကရောဆိုတော့ Dolphin ရော Gadrick ရောကသူတို့ရဲ့ကလေးဖြစ်ကြောင်းပြိုင်တူဖြေလိုက်ကြပါတယ်ဒီပါလဲလက်မခံနိုင်သေးပဲ Gadrick က Have done ရဲ့အပိုင်လို့ပြောနေပါတယ် Dolphin ကတော့ကျွန်တော်တို့အခုမိသားစုတစ်ခုတောင်ဖြစ်နေပါပြီအကောင်းဆုံးကြိုးစားရပ်တည်နေကြပါတယ်လို့ပြောလိုက်တော့ Gadrick ကလည်းမိဘကိုနှုတ်ဆက်တဲ့သဘောနဲ့ယေဗာကိုနှုတ်ဆက်လိုက်ပါတယ်ယေဗာကတော့မေးလဲမတက်တွေးတိုးနေပါတယ်ရွာကရွာသားတွေကလည်း Dolphin ရဲ့တင်မောတွေကိုသဘောကျကြည့်နေကြကဒီတင်မောတွေနဲ့ဆိုရင် Dolphin ကပိုချမ်းသာလာတော့မှာကိုပြောရင်အချို့ကလည်းအားကြနေကြပါတယ်ဒီအချိန်အိမ်နာကငါတို့မီကလာကတ်ကိုသွားတာကိုချိုးစီးပွားတစ်ခုတည်းကြောင့်မဟုတ်ဘူးတင်မောတွေနဲ့ဇရိတ်တွေရှိနေပြီအခုလိုအပ်တာကလူအင်အားပဲဒီလောက်ထိလုတ်ခဲ့ပြီးပြီဆိုတော့အခုအချိန်ကြပြီပင်လယ်ပြင်ရဲ့အနောက်ဘက်ဆုံးကဖင်လန်ကိုသွားကြမယ်အဲ့ဒီမှာအိမ်တွေစောက်မယ်ဂျုံတွေစိုက်မယ်ပြီးတော့နိုင်ငံတစ်ခုတည်ထောင်မယ်အခုဒူလိုက်ချင်တဲ့လူတွေကိုစုနေပါတယ်စိတ်ဝင်စားတဲ့သူရှိလားလို့ပြောပါတယ်အိမ်ကိုရောက်သွားကြတော့ယေဗာကငါလက်ခံပါတယ်ဒီလိုဖြစ်လို့မရဘူးလေဆိုတာကတင့်တော်တဲ့သုံးပြန်မှုတော့မဟုတ်ပါဘူး
နင်းလည်းမိသားစုနဲ့ဖြစ်နေတာပြောစရာတခုပဲလေဒါပေမဲ့ငါဒီတိုင်းဂုံပြူပြီးတော့မေးထားလိုက်မှာတော့မဟုတ်တာတော့နင်းသိတယ်မလားတော်ဖင် half time နေရာကိုလည်းဝင်တွေးကြည့်အောင်ဒီကိစ္စမှာ तू ကတော်တော်လေးကိုအဆက်ကွဲသွားတာနင်းဒီ Iceland မှာသာအေးစင်းနေမယ်ဆိုရင်ဘလို့ဖြစ်မယ်ထင်လဲမင်းကငါချွေးမောင်ကိုလည်းခိုးသွားသေးတယ်အေးစင်းနေသေးရလားလို့ပြောနေနေမယ်လို့ရီဗာကပြောပြပါတယ်ကက်ဒရစ်ကတော့သူမအမှားပါလို့ဝန်ခံပါတယ်လီဖ်ကဝင်ပြီးရေဗာမှန်တယ်မင်းတို့ half time ကိုအယိုသေးတော့သွားပေးရမယ်ထင်တယ်လို့ပြောတော့ကျွန်မပြောတော့လက်ခံနေမလားလို့ရေဗာကဝင်ထောက်ပါတယ်လီဖ်ကထပ်ပြီးဖင်လန်မှာယဉ်ကျေးမှုတိစောက်ဖို့ဆိုရင် half time ရဲ့အကူအညီကိုလည်းလိုမှာပဲလေငါတို့စခဲ့တဲ့ပြဿနာကိုငါတို့ပဲရှင်းကြတာပေါ့အဲ့လိုမှပဲဖင်လန်ကိုရောက်ဖို့တဆင့်ပုံနီးဆက်သွားမှာလို့ပြောတော့ရေဗာကကျေးဇူးပြုပြီးလောက်ပါအောင်ဒီနှစ်နှစ်အတွင်းမှာတော်တော်လေးကိုဒုက္ခရောက်နေရလို့ညီးလိုက်ပါတယ်တော်ဖင်ကခါလီနဲ့အတူနေခဲ့ဖို့ဂက်ဒရစ်ကိုပြောပေမဲ့ဂက်ဒရစ်ကတော့ဒါတွေကသူမရဲ့အမှားတွေမလို့ half time ကိုတောင်းပန်ရမှာဖြစ်တာကြောင့်လိုက်မယ်လို့ပြန်ပြောပါတယ်ဒီလိုနဲ့ half time ရဲ့အိမ်တော်ကိုရောက်လာကြပါတယ် half time ရဲ့ရှေ့ရောက်မှာတော့တော်ဖင်ကခင်ဗျားရဲ့ရေရောမှုကြောင့်ဂျိုးတွေကိုမင်္ဂလာကပ်မှာဈေးကောင်းကောင်းနဲ့ရောင်းနိုင်ခဲ့ပါတယ်ကျေးဇူးတင်ပါတယ်ကျေးဇူးတို့မြန်တဲ့အနေနဲ့ဒါတွေကိုလက်ခံပေးပါလို့ဆိုကလက်ဆောင်တွေပေးပါတယ်ဂက်ဒရစ်ကတော့ half time ကိုကြောက်နေတော့မှာဒီအချိန်မဲ့ half time ကထလိုက်ပြီးမင်းအသက်ရှင်လဲပြန်လာနိုင်မယ်မထင်ခဲ့ဘူးဖင်လဲမှာလူ့ဖွဲ့စည်းတိစောက်ဖို့တကယ်ကိုစဉ်းစားရှိနေရလားလို့မေးလိုက်တော့တော်ဖင်ကဟုတ်ပါရဲ့လို့ပြန်ဖြေပါတယ်ဂက်ဒရစ်ကတော့မဝင်မရဲနဲ့ပဲဆရာ half time ရဲ့ခွင့်လွှတ်မှုကိုတောင်းခံပါတယ်ကျမရဲ့ဒီကိုကောင်းဆံမှုကြောင့်ဖြစ်ခဲ့သမျှအတွက်စိတ်မကောင်းပါဘူးကျမကိုတဆူထိုးပြီးမီးရှို့လို့ရပါတယ်ဒါပေမဲ့အပြန်အလှန်နေတဲ့တော်ဖင်ရဲ့အစီအစဉ်ကိုတော့ကူညီပေးပါတောင်းပန်ပါတယ်လို့ဆိုကငိုပါတော့တယ်ဒါကြောင့်ဘေးကတော်ဖင်ကလည်းမငိုဘူးပြောရပါတယ်ဂျားကနေ leaf ကလည်းတိတ်ကကိစ္စတွေကြောင့်မိသားစုလေးကိုဖျက်ဆီးတာမမှန်ဘူးနော်လို့ဝင်ထောက်တဲ့စကားမဆုံးခင်ပါပဲ half time ကမင်းတို့ပွဲတစ်ခုခုလုပ်ပြီးပြီလားမင်္ဂလာပွဲကောင်းကောင်းတစ်ခုပေါ့လို့မေးလိုက်ပါတယ်တော်ဖင်ကခီးသွားနေရမလို့မလုပ်ရသေးဘူးလို့ပြန်ဖြေပါတယ်ဒါကြောင့် half time ကဒါဆိုမင်းတို့ယူလာတဲ့ပစ္စည်းတွေကိုတုံးပြီးမင်္ဂလာပွဲကျင်းပပေးမယ်လို့ပြောတော့၃ယောက်လုံးလည်းအံ့ဩသွားကြပါတယ်ဒီလိုနဲ့ပဲစားစရာအဆုံးရွာသူရွာသားကွင်းသူကွင်းသားအများပြားနဲ့အတူတော်ဖင်နဲ့ဂက်ဒရစ်တို့ရဲ့မင်္ဂလာပွဲကိုခက်ခက်နားနားပျော်ပျော်ရွှင်ရွှင်နဲ့ကျင်းပလိုက်ကြပါတယ်ဟဲလ်ကလည်းတနေရာကနေမင်္ဂလာပွဲကိုစောင့်ကြည့်နေပါတယ်မင်္ဂလာပွဲကြီးပြီးတဲ့အခါမှာတော့ half time ရှိရာကိုတော်ဖင်တို့မိသားစုရောက်လာကြပါတယ်ဂက်ဒရစ်ကဆရာ half time ကကျမတို့ကိုဒီလိုပွဲကျင်းပပေးရတော့တဲ့အထိကောင်းနေတာလားကျမကဒီကိုရောက်ရင်အနည်းဆုံးတော့လက်တစ်ဖက်ဆုံးရှုံးရမယ်ထင်ထားတာလို့ပြောလိုက်ပါတယ်ဒါကြောင့် half time ကငါ့ကိုအရိုက်ဆက်တယောက်လို့ထင်နေရလားဂက်ဒရစ်ငါလည်းမိမနဲ့ကလေးတွေကိုထိခိုက်အောင်မလုပ်ပါဘူးလို့ပြန်ပြောပါတယ် half time ကထပ်ပြီးစီကသူ့ကိုတော်ဖင်ရောက်လာရင်ကူညီပေးဖို့ပြောခဲ့တယ်လို့ပြောပြတော့လင်မယားနှစ်ယောက်လည်းအံ့ဩသွားကြပါတယ်စီကရောအခုဘယ်မှာလဲသူအခုနော်ဝေးမှာငါ့ကိုစာရီတော့ပို့တယ်ဟုတ်လားသူ့ကိုကျေးဇူးတင်ချင်ပါတယ်စီကကျမကိုပြန်ခေါ်လာလို့ရပေမဲ့မလုပ်ခဲ့ဘူးကျမကိုလွတ်လပ်ခွင့်ပေးခဲ့တယ်အဲ့လိုကြောင့်သူအခုလိုဖြစ်နေတာသူကကျင်တတ်တဲ့သူပါဒါပေါ့သူကငါ့ရဲ့သားပဲလေဒီလိုနဲ့ chapter 166ကလည်းအဆုံးသတ်ပါတယ်YDC ဆိုတာယုံကြည်စိတ်ချရတဲ့ထိုင်းမြန်မာကာကိုဖြစ်ပါတယ်။မိတ်ဆွေကထိုင်းနိုင်ငံရဲ့ branded ပစ္စည်းတွေကိုဝယ်ယူသုံးပြနေတာဖြစ်ဖြစ်ခြားသောပစ္စည်းတွေကိုဝယ်ယူပြီးပြန်လည်ရောင်းချနေတာဖြစ်ဖြစ်တင့်တဲ့ဈေးနှုန်းတွေနဲ့ YDC ကာကိုကဆောင်ရွက်ပေးနေပါတယ်။ထိုင်းနိုင်ငံရဲ့နာမည်ကြီး shopping website တွေဖြစ်တဲ့ Lazada, Shopee, Shein နဲ့ခြားသော shopping website တွေကပစ္စည်းတွေကို item percentage မပါဘဲ cargo fee တစ်မျိုးလေးနဲ့ YDC ကာကိုမှာယုံကြည်စိတ်ချစွာလာရောက်မှာယူနိုင်ပါတယ်။ထိုင်းနိုင်ငံရောက်မြန်မာတွေအနေနဲ့ပြည်တွင်းကမိသားစုတွေစီကိုလက်ဆောင်တွေပို့ပေးခြင်းနဲ့ဆိုရင်လည်း YDC ကာကိုကဆောင်ရွက်ပေးနေပါတယ်။ဒါ့အပြင်ကျွန်တော်တို့ရဲ့ viewer တွေအတွက် MMU ခွန်9ဆိုတဲ့ promo code ကိုသုံးပြီးပစ္စည်းမှာယူမယ်ဆိုရင် cargo fee 10% off ရရှိမှာဖြစ်ပါတယ်။အသေးစိတ်သိရှိခြင်းနဲ့ဆိုရင်တော့ YDC Cargo ရဲ့ Facebook page မှာတွားရောက်စုံစမ်းနိုင်ပါတယ်။ page link ကိုလည်း description မှာကျွန်တော်ထည့်ပေးထားပါတယ်။ Trust our YDC for your supplier ။ chapter 160ခုရဲ့ title ကတော့ Voyage to the West 1ဖြစ်ပြီးဒီ title ရဲ့အောက်မှာ chapter 14ခုရှိမှာဖြစ်ပါတယ်။ Dolphin တို့ရဲ့နောက်ဘက်ကိုခီးသွားခြင်းစတင်ပါပြီ။ chapter ရဲ့အစမှာတော့ Dolphin ဟာကြောက်တစ်ခုပေါ်ကိုစူးစမ်းတွေ့တက်နေရပြီးသူ့ကိုလူတွေကောင်တွေကလည်းဆွဲချနေပါတယ်။ Dolphin ကအထက်ထက်တောင်းပန်ပြီးစူးစမ်းတက်နေပေမဲ့အောက်ကအရန်ကိုလေးလံတာမလို့ပြန်ပြုတ်ကျသွားခဲ့ရပြီး Dolphin လည်းလန်နိုးလာခဲ့ရပါတယ်။အခုချိန်ထိကျွန်တော်ရဲ့ Dolphin ဟာအတိတ်ရဲ့အရေးဆိုးတွေရဲ့ခြောက်လက်မှုတွေကိုခံနေရတော့မှာပဲ။ Dolphin ကအနောက်ရှက်ဖြစ်မှာဆိုလို့တခြားမှာသွားအိတ်ဖို့ပြင်ပေမဲ့ဘေးကခါလီလေးတောင်မနိုးတာမလို့သူမှလည်းကျင်သားရနေပြီဖြစ်တာကြောင့်အနှက်ဖြန်လွတ်တွေရှိတဲ့အတွက်ပြန်အိတ်ဖို့ Gadrick ကပြောလိုက်ပါတယ်။ Gadrick က Dolphin ရဲ့ပခုံးပေါ်မှာမိကအိတ်လိုက်ပြီးပုံမှန်မန်နေဂျာအိမ်မက်ပဲလားလို့မေးလိုက်ပါတယ်။ဟုတ်တယ်မန်နေဂျာအိမ်မက်ပဲ။ငါကြောမှာအသေးကောင်တွေနဲ့ကြောပေါ်တက်နေရတဲ့အိမ်မက်ပဲလေ။ဗင်းလန်ကအဲ့ဒီကြောရဲ့ထိပ်မှာရှိနေတာသိတယ်။ဒါပေမဲ့အသေးကောင်တွေကလေးလုံးတယ်။ငါအမြဲတမ်းအားကုန်ပြီးပြုတ်ကျသွားတာပဲ။နင့်ကိုဘယ်သူမှမကူကြဘူးလား။ဟုတ်တယ်ငါနဲ့အသေးကောင်တွေကြီးပဲရှိနေတာ။ဒါဆိုနင့်ကိုကူဖို့ငါသွားမယ်လေ။ငါ့ရဲ့အိမ်မက်ထဲကိုလား။ဟုတ်တယ်လေ။ဘလို့သွားမှာလဲ။ငါနင့်ကိုဒီလိုတင်းတင်းကြပ်ကြပ်ဖတ်ထားပြီးအိတ်လိုက်ရင်ရောက်သွားမှာပေါ့။ဒီလိုပြောနေရင် Gadrick လည်းပြန်အိတ်ပြောသွားခဲ့ပါတယ်။ Dolphin ကတော့အသေးကောင်တွေရဲ့ပုံရိပ်တွေကိုမြင်နေရတော့မှာပဲ။မိုးလင်းတော့လှီးစိတ်အနီးတနေရာမှာမြေပြင်မှာပုံတွေဆွဲပြရင် Leaf ကငါတို့ Iceland ကနေ Greenland ကိုသွားမယ်။အဲ့ဒီခရီးကို2ပတ်ကြာမယ်ထားလိုက်။အဲ့လိုဆိုရင်နောက်ဘက်ခရီးကိုပိုလွယ်စေမဲ့ရေစီးကြောင်းပေါ်ကိုတက်နိုင်လိမ့်မယ်။ Greenland ကငါ့ကွင်းမှာခရီးကိုလိုက်မဲ့သူအစ်စ်တွေထက်ခွန်မယ်။ပြီးရတဲ့ကြောက်ပြားတွေအများကြီးရှိတဲ့ Helloland ကိုရောက်တဲ့အထိ2ပတ်လောက်အနောက်ဘက်ကိုရွတ်လွှတ်မယ်။အဲ့ဒီကနေငါတို့ Canyon တစ်လျှောက်တောင်ဘက်ကိုတစ်ပတ်လောက်သွားမယ်ဆိုရင်တစ်တောများနဲ့ Markland ကိုရောက်မယ်။တောင်ဘက်ကိုပဲနောက်တစ်ပတ်လောက်ဆက်သွားရင်တင်မော့ပြက်ကြီးရှိတဲ့အငူကိုရောက်မယ်။အဲ့ဒီအငူကိုပတ်ပြီးတောင်ဘက်ကိုသွားလိုက်ရင်နောက်တစ်ရက်လောက်ဆိုရင်ငါဆောက်ထားတဲ့အိမ်လေးကိုရောက်လိမ့်မယ်။အဲ့ဒီမှာ Finland ရှိတယ်လို့တေချာပြောပြနေပါတယ်။6ပတ်လောက်ကြာမဲ့ခရီးပေါ်လို့ Dolphin ကရေရွေးလိုက်တော့ Leaf ထပ်ပြီးဒါကအကြမ်းပြင်းပဲရှိသေးတာ။ရာသီဥတုနဲ့တခြားကြောင်းတွေပေါ်မူတည်ပြီးပိုလဲကြာသွားနိုင်တယ်လို့ပိုလဲမြန်သွားနိုင်တယ်။ Greenland ပက်လယ်ကပင်လယ်ပြင်မှာဆောက်ရသေးဆိုရင်ရေတွေခဲနေလိမ့်မယ်။အဲ့ဒါကိုလည်းထည့်တွက်ရမယ်လို့ပြောလိုက်ပါတယ်။အိမ်နာကလည်းဂျုံတွေဆိုင်ဖို့ကလည်းအချိန်ကိုက်ဖြစ်ဖို့အရေးကြီးတာပဲ။ငါတို့ဂျုံတွေကိုတက်နိုင်လောက်စောစောထုတ်ချင်တယ်။
အဲ့လိုထုတ်ဖို့ဆိုရင်စိုက်ရောက်တဲ့မိုးရသည်မှာပဲဂျုံတွေကိုစိုက်ရမှာလို့ပြောလာပါတယ်အဲ့လိုစိုက်ဖို့ဆိုရင်မိုးမတိုင်ခင်မြေကိုလည်းထွေရပြီးသားဖြစ်နေဖို့လိုတာပေါ့လို့တော်ဖင်ကသုံးသပ်တော့ကက်ဒရစ်ကအဲ့ဒီထက်အရင်ဆုံးငါတို့အိမ်ကြီးဆောက်ရအောင်ပါရောဟူးပထမတစ်နှစ်လောက်ကတော့တော်တော်လုံးဆရာများတော့မှာပေါ့လို့ပြောလာပြန်ပါတယ်ဒါကြောင့်တော်ဖင်ကလူဦးပေါက်တန်နဲ့ရေခဲတွေပြောတာကိုစောင့်ကြရင်ရောဘလို့လဲလို့တိုင်ပင်တော့အစီအပြေချောင်းပြောကြပါတယ်ဒီတော့တော်ဖင်ကဒီအချိန်တိုင်းပဲလူစုကြတာပေါ့ Leaf နဲ့ဖက်ကိုင်းက Greenland မှာဒီကိစ္စကိုလုပ်ပေးနိုင်မလားလို့မေးပြီး Leaf ကလည်းလုပ်ပေးမဲ့အကြောင်းပြန်ပြောပါတယ်တော်ဖင်ကပဲထပ်ပြီးတော့မင်းကိုထပ်ပြီးတောင်းဆိုစရာရှိသေးတဲ့ဖက်ကိုင်းဒီနေပြီးရတယ်ငါတို့ဘယ်လန်းကိုသွားမလဲတေချာသိချင်တယ်မင်းတက်နေလောက်လုပ်ပေးလို့ရမလားလို့ပြောလာတော့ဖက်ကိုင်းကဘာလို့ငါ့ကိုလဲလို့ပြန်မေးပါတယ်မင်းက Greenland ကလေပြီးတော့မင်းကတင်းမောလမ်းညွန်ကောင်းတယောက်ပဲမဟုတ်ဘူးလားလို့တော်ဖင်ကပြန်ပြောတော့အဲ့တော့မှန်ပါတယ်ဒါပေမဲ့မင်း Valen ကိုလိုက်မဲ့သူတွေကိုပဲအကူအညီတောင်းတင်တယ်မလားဘာလို့ငါ့ကိုအကူအညီတောင်းလာလဲလို့ဖက်ကိုင်းကပြောလိုက်ပါတယ်ဒီစကားကြောင့်အားလုံးလည်းအံ့ဩသွားကြပြီးဖက်ကိုင်းကလည်းသူ Valen ကိုသွားမယ်လို့တခါမှမပြောဘူးလို့ပြန်ပြောလာပါတယ်ကက်ဒရစ်ကမပြောခဲ့ဘူးဟုတ်လားလို့မေးတော့မပြောခဲ့ပါဘူးနင်တို့ကတချင်လုံးငါ့ကိုပါထည့်တွက်ထားရလားမလိုက်ဘူးနော်လိုက်မယ်လို့လည်းမတွေးဘူးလို့ဖက်ကိုင်းကပြန်ညင်းပါတယ်ဘာလို့လဲလို့ကက်ဒရစ်ကထပ်မေးပါတယ်ဖက်ကိုင်းကဘာလို့လဲဟုတ်လားမေးဖို့လိုသေးလို့လားငါမလိုက်တာနဲ့ပဲငါ့ကိုယူနေလို့မျိုးဘာလို့ပြောနေကြလဲနားဝဲချူရီရောင်းလို့ရတဲ့ဝေစုကိုလည်းငါရပြီးပြီလေအဖေကလည်းနားယူတော့မှလို့ပြောလာတော့ဒီဖဟန်လို့အတန်ထွက်လာပါတယ်ဒါကြောင့်ဖက်ကိုင်းကဟမ်ဟုတ်လားအဖေမပြောကြဒါပဲရှိရလားအဖေကနားယူလိုက်ပြီလေဂျုံဘောမှာထိခိုက်မိပြီးကြတဲ့အဖေရဲ့ချမ်းမာရေးကမကောင်းတော့ဘူးအနားယူရမယ့်အသက်ကိုလည်းကြော်နေပြီလို့သူ့အဖေကိုစူပါတယ်ဒါပေမဲ့ငါတို့ကအဖွဲတစ်ခုလေလို့ဂက်ဒရစ်ကဝင်ပြောတော့ဖက်ကိုင်းကနင်အဲ့လိုသူများမလုပ်ချင်တာကိုအတင်းလုပ်ခိုင်းနေတာမျိုးမလုပ်သင့်တော့ဘူးနော်လို့တုံ့ပြန်ပါတယ်တော်ဖင်ကလည်းတော်ပါတော့ဂက်ဒရစ်ရဲ့ဖက်ကိုင်းကအတင်းတော်ဆုံးဆိုပေမဲ့တခြားသူတွေကိုပဲအကူအညီတောင်းရတော့မှာပေါ့လို့ဝင်ထားပါတယ်အိမ်နာကလည်းဝင်ထောက်ခံတာကြောင့်ဂက်ဒရစ်လည်းအားလုံးအတွက်ကျေးဇူးတင်ပါတယ်လို့ပြောလိုက်ပါတယ်ဒီတော့ဖက်ကိုင်းကနေပါအောင်ဘာတော့ငါလူဆိုးကြီးဖြစ်သွားပြီလားလှုပ်ဆမ်းမှာမင်းတို့ရဲ့အဖျော်တွေကိုငါကပဲဖျက်ဆီးလိုက်တာမျိုးလုပ်မနေပါနဲ့တခုရှိတာကွာလို့ပြောတော့အိမ်နာကတခုရှိတာကဘာလဲလို့ထားမေးပါတယ်ဖက်ကိုင်းကတော့ထားလိုက်ပါတော့ပြောချင်တာကငါမသွားဘူးကွာဒီတော့မင်းတို့ကိစ္စကိုငါမပါပဲပြောကြဖို့လို့ဆိုကအနာကထွက်သွားပါတော့တယ်တော်ဖင်ကလည်းသူငါတို့နဲ့မေကလာကကိုလိုက်ခဲ့တာကလီကိုစိတ်ပူလို့ပဲလေသူလည်းစွန့်စားဖို့စိတ်ဝင်စားဘူးထင်တယ်လို့ဂက်ဒရစ်ကိုပြောရင်ကြံခဲ့ပါတယ်ဒါကလုံးဖြစ်မှာမဟုတ်ဘူးသူတို့မသိဘူးသူတို့ဘာလို့ဖို့စူးစမ်းနေလဲနားမလည်ကြဘူးပင်နယ်ကိုဖျက်ကူးသွားပြီးနိုင်ငံတစ်ခုကိုတီထောင်မယ်တဲ့လားတော်တော်ဒိဗယ်မရှိတာပဲငါဘလို့ထင်လဲသိလားမေကလာကကိုနေရာကိုသွားတဲ့ဆိုကြတဲ့သူတို့ရဲ့စိတ်တွေကပုံမဟုတ်တော့ဘူးအခုလည်းသူတို့ရှာထားသမျှစီးစိမ်တွေကိုပင်နယ်နဲ့လွှတ်ပစ်တော့မှာပဲလို့ဘက်ကိုင်းကလှဲရင်ပြောနေပါတယ်သူ့အနားကိုဘာလုပ်နေရလဲဆိုတဲ့ခါလီလေးကလည်းရောက်လာပါတယ်ဘာမှမလုပ်ဘူးလို့ဘက်ကိုင်းကပြန်ပြောတော့ဘာလို့ဘာမှမလုပ်နေရလဲလို့ခါလီလေးကထပ်မေးပါတယ်ဒါကြောင့်ဘက်ကိုင်းကနားထောင်ကွာဘာမှလုပ်မနေတာကမကောင်းတာမဟုတ်ဘူးအဲ့ဒါကအစိမ့်မြင့်တဲ့နေထိုင်မှုပုံစံပဲကွာနားလည်လားသုံးနှစ်သားလေးလို့ပြောပြီးခါလီလေးကတော့နားလည်မနေပါဘူးဒီမှာပဲ chapter 169ဟာအဆုံးသတ်ပါတယ်ဘက်ကိုင်းကတော်ဖီနိုနဲ့တကယ်မလိုက်တော့ဘူးလားတော်ဖီနိုကရောဘလို့စီစဉ်ကြမှာလဲနောက် chapter တွေမှာတွေ့ရမှာပါဒီဗီဒီယိုလေးကိုတင်တဲ့အခါမှာတကြံကြိုနေ့ကိုရောက်နေပြီဖြစ်တာမလို့ကျွန်တော်တို့ရဲ့ viewer တွေလည်းပျော်ရွှင်စရာတကြံအချိန်ခါလေးကိုပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ် Okay ဒီနေ့အတွက်ဗီဒီယိုလေးကလည်းဒီလောက်ပါပဲအားလုံးသဘောကျမယ်လို့လည်းမျှော်လင့်ပါတယ်ဗီဒီယိုလေးကိုသဘောကျတယ်ဆိုရင် like လုပ်ပေးခဲ့ကြပြီး channel လေးကိုလည်း subscribe လုပ်ခဲ့ကြဖို့တောင်းဆိုချင်ပါတယ်ကြည့်ရှုပေးခဲ့ကြတဲ့သူတယောက်ချင်းစီကိုကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ကတော့ Kira ပါနောက်ဗီဒီယိုမှာပြန်တွေ့ကြတာပေါ့ See you guys